ပြောချပြီးသားစိတ်စာတရားအဲ့ဒီကောင်ရသမားရဲ့ဒီနာရတဲ့ဒီတိတ်ကိုပိတ်တော်စင်တော်လိုက်ကောက်ရင်လေဆိုးဝင်တိုင်းမှာမူပြီးချောင်းလာနာမပလင်းနဲ့လေးွယ်တိုင်းနေသူကိုမြင်တော့ညကြီးသာကြီးပွားသွားတဲ့စီးပွားရေးသမားငါကိုတောင်းတရားရောင်ရောင်တရားရောင်ရောင်မမေအကျော်တောင်းကိုယ်ရဲ့ငါကိုရှောင်းဝေးဝေးကကလေးတွေကကြောင်းဝေးဝေးနာနဲ့သာသနာလဲငါကိုရှောင်းငါပြန်လာပြီဟဲ့ရက်